အားလုံးမင်္ဂလာပါဗျာတို့ကဲကြီးကြမယ်ပေါ့ဗျာနှစ်ပိတ်အဆောင်မှာ၄ပိတ်အဲ့ရနေပြီး1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်17နှစ်12နှစ်လည်းထွက်ရ89လို့ခွာလိုက်တာဟုတ်ပြီနော်အဲ့ဒါဆိုရင်နှစ်4ခွန်9ဆိုတဲ့ဗရိတ်တွေကတဲ့89ခွာခဲ့တဲ့နောက်တစ်နှစ်90ခုမှကြမယ်ဟုတ်ပြီနော်နှစ်4ခွန်9ပရိတ်ဒီစော့မယ်တဲ့4ပရိတ်တဲ့9ပရိတ်တဲ့9ပရိတ်တဲ့ဟုတ်ပြီနော်ခွန်ပရိတ်တဲ့ခွန်ပရိတ်တဲ့နှစ်ပရိတ်တဲ့ဟုတ်ပြီနော်နောက်တစ်ခါဆက်ဆင်4ပရိတ်တဲ့ခွန်ပရိတ်တဲ့ဟုတ်ပြီနော်အဲ့ဒီမှာနှစ်ပရိတ်လို့ဒါနောက်ဆုံးကြတဲ့နှစ်ပရိတ်လို့လည်းခေါ်လို့ရတယ်နော်ဒါပေမဲ့နှစ်ပရိတ်ကိုနှစ်ပရိတ်အောင်မှာဟဲ့လို့နှစ်ပရိတ်ရအောင်မှာပရိတ်6ထွက်သလားတစ်ချက်စဉ်းစားကြည့်တာပေါ့ဗျာအဆောင်3လုံး3ညနဲ့ထွက်သလား3ထိပ်9ခါ10ပိတ်နဲ့ဟာဒီ3လုံး3ညနဲ့ထွက်တတ်သလားပရိတ်6ဟုတ်ပြီနော်ဒုတိယဆက်ကြည့်ကြမယ်ပေါ့ကျွန်တော်ပြီးရင်တစ်ခုချင်းရှင်းမယ်နော်အဲ့ဒီလိုနှစ်တွေမှာအမြဲတမ်းဒီကနန်းထွက်တယ်နော်ကျွန်တော်တို့တော့မပေါက်လိုက်ဘူးဗျာကျွန်တော်ချတော့ပြပေးတာပဲအကျဉ်းကြီးဖမ်းလို့မရဘူးနှစ်လိုပိတ်ပြီးတဲ့၄လိုပိတ်ပြီးတဲ့1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်10နှစ်9နှစ်10နှစ်17နှစ်12နှစ်လဲထွက်လိုက်ရောတဲ့ခွန်9တဲ့ဟုတ်ပြီနော်အဲ့ဒါဆိုရင်နှစ်4ခွန်9ဆိုတဲ့ပရိတ်တွေ2008ခုနှစ်မှာကြာမယ်ပရိတ်9ပရိတ်9ပရိတ်9ပရိတ်4ဟော936ကြာပြီနော်ဟောပရိတ်2ဒီနှစ်ကလေးအောက်ကိုပရိတ်6ဆော့မလားလို့ခေါ်ပေးတာနိပရိဖြစ်တိုင်းစော့ကြည့်ကြတာပေါ့ဗျာအဆောင်3လုံးဒီ3ည1အပိတ်1ခါ8ထိပ်ဟာဒီ3လုံး3ညနဲ့ပရိတ်6ထွက်သလားအဲ့ဒါတော့ဟုတ်ပြီဆက်ကြည့်မယ်ပရိတ်ဒီ4ပရိတ်ပရိတ်ဒီ4ပရိတ်ခွန်ပရိတ်ခွန်ပရိတ်9ပရိတ်အောက်ကုန်နော်နှစ်4ခွန်9တွေစော့တဲ့ပရိတ်တွေကိုမနစ်ကဒီနှစ်ကို2026ကိုကျွန်တော်ချပေးထားတာပဲနော်ပရိတ်တွေတော့မိပါတယ်ဒီချိန်မှကနန်းမရသေးဘူးเนาะဟုတ်ပြီအဲ့ဒါဆိုနှစ်ကိုပိတ်ပြီး၄ကိုပိတ်ပြီး1နှစ်2နှစ်3နှစ်4နှစ်5နှစ်6နှစ်9နှစ်ဟုတ်ပြီเนาะ10နှစ်9နှစ်10နှစ်17နှစ်12နှစ်လဲချာရော89လေးလဲဖြစ်ရောနှစ်4ခွန်9ဆိုတဲ့ပရိတ်ဒီကြမယ်လို့စပြီเนาะ2026မှာခေါ်ပေးထားတာပဲထွက်ပြီတဲ့ခွန်ပရိတ်ဟော၄ပရိတ်ထွက်ပြီဗျာဖမ်းလို့ကိုမရတဲ့ဟိုက်ကနန်းလေးเนาะအဲ့ဒါပြီးရင်ထွက်ပြီ9ပရိတ်ထွက်တယ်9ပရိတ်ထွက်တယ်4ပရိတ်ထွက်တယ်4ပရိတ်ဟုတ်ပြီเนาะအဲ့ဆိုရင်ထွက်တယ်ဒီမှာခွန်ပရိတ်ဟော2ပရိတ်လေးစကြပြီဒီပွဲလေးမှာပရိတ်6ကလေးထွက်မလား4ထိပ်1ခါ5ပိတ်ကိုအဆောင်3လုံး3ညနဲ့ပရိတ်6ထွက်မလားလို့တစ်ချက်ကလေးပြန်ကြည့်ကြမယ်ပေါ့ဟုတ်ပြီเนาะစိုက်ကတော့တူတူလေးပဲပြမှာเนาะဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့စကြည့်ခဲ့တဲ့နှစ်4ခွန်9တွေကျွန်တော်တို့ကြည့်တဲ့အချိန်မှာပေါ့ပရိတ်နှစ်ကလေးကြာပြီတဲ့เนาะအဲ့ပရိတ်နှစ်ကလေးကြာရင်အပိတ်8ခါ9 3ထိပ်3 9 8ဆိုပြီးတော့ဟာဒီ3လုံး3ညနဲ့ကြာသလား3ညနဲ့ကြာရင်10ပိတ်10ပိတ်နဲ့ပရိတ်6ဒါမှမဟုတ်လို့ရှိရင်ဒီမှာတည်ခဲ့တာ9ထိပ်ဒီမှာတည်ခဲ့တာ6ထိပ်ဒီမှာတည်ခဲ့တာ8ထိပ်ဟုတ်ပြီနော်အဲ့ဒါဆိုရင်9 6 8ဆိုတာဟာဒီ3လုံးကို3လို့တည်သလားနော်အမျိုးတွေ3လို့တည်တယ်ဆိုလို့ရှိရင်8ထိပ်ရပြီ10ပိတ်ရပြီပရိတ်6ဆိုရင်3ညာလေးကတ်ထဲလိုက်ရင်သူ့ဟာနဲ့သူပြတ်တယ်ဟုတ်ပြီနော်အဲ့3ညာလေးထည့်လိုက်ရင်ဇလန်းတော့ပြတ်သွားပြီเนาะအဲ့ဒါဆိုကျွန်တော်တို့ဒုတိယတစ်ချောင်းဆက်ကြည့်ကြတာပေါ့ဗျာဟုတ်ပြီเนาะပရိနိကလေးဖြစ်ပြီတဲ့သူ့အောက်မှာတစ်ပိတ်လို့ခေါ်တာနဲ့တစ်ခါ8ထိပ်ဟာဒီ3လုံးကိုကျွန်တော်တို့ခေါ်လိုက်မယ်ပေါ့ဗျာဟုတ်ပြီเนาะအဲ့ဒီ3လုံးကိုကျွန်တော်တို့ကခေါ်လိုက်ပြီခေါ်လိုက်တဲ့အချိန်မှာ3ညလို့ခေါ်လိုက်တာ ਨੇ
ဒီမှာရှိခဲ့တာ3ထိပ်ဒီမှာရှိခဲ့တာ8ထိပ်ဒီမှာ2ထိပ်လို့ထည့်3 8 2ဆိုတာဟာဒီ3လုံးဒီ3လို့ဖြစ်တာနဲ့တပြိုင်နက်တည်း2ထိပ်နဲ့1ပိတ်ရမှာတော့ပရိတ်6ပါဆိုတော့3လေးတစ်လုံးထည့်ရရင်ရပြီဟုတ်ပြီเนาะအဲ့ဒါဆိုရင်ကြည့်မနော်ဆက်ပြီးတော့เนาะပရိတ်နှစ်လို့ကြပြီတဲ့ကြပြီဆိုရင်4ဒီထိတ်တဲ့1ဒီခါတဲ့5ဒီအပိတ်ဆိုရင်ဟာဒီ3လုံးကို3ညပါလို့ခေါ်လိုက်တာနဲ့တပြိုင်နက်တည်းဒီမှာရှိခဲ့တာ6ထိတ်ဒီမှာရှိခဲ့တာ3ထိတ်ဒီနေရာမှာ4ထိတ်လို့တွင်းလို့ရှိရင်6 3 4ဆိုတာကျွန်တော်တို့သူ့ကိုတဲ့3လုံးပေါင်းလိုက်လို့ရှိရင်3လို့ဖြစ်တာနဲ့4ထိတ်နဲ့5ပိတ်ရမှာတော့ခွန်ခါထည့်ရရင်ဗရိတ်6ဟုတ်ပြီเนาะဗရိတ်6เนาะအမျိုးတွေเนาะဒီခြားလေးကြည့်เนาะဗရိတ်6ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဆက်ပြီးတော့တစ်ချက်စဉ်းစားကြတာပေါ့เนาะအဲ့ဒါဆိုတစ်ချက်ကလေးပြန်ကြည့်ကြအောင်အဆောင်3လုံး3ညလို့ဖြစ်လို့10ပိတ်ရပြီဟာဒီ3လုံးကို3မှာလို့ခေါ်လိုက်10ထိပ်ရတာနဲ့သူ့အောက်ကအပင်က3ည9ခွန်ဆိုတဲ့ကနန်းလေးကတစ်လုံးတက်ရိုက်ပြီးတော့ပရိတ်6ထွက်သလား3ည9ခွန်တစ်လုံးနဲ့ပရိတ်6ဆော့သလားလို့တစ်ချက်လေးစဉ်းစားတာပေါ့ဗျာဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒုတိယနေရာပရိတ်နှစ်ဖြစ်တာနဲ့အဆောင်3လုံး3ညလို့ဖြစ်တာနဲ့ရှေ့3လုံးဒီ3လို့ဖြစ်တာ393ဆိုတဲ့ကနန်းလေးတစ်လုံးတက်ရိုက်ပြီးတော့ပရိတ်6ကိုစော့သလားဟုတ်ပြီနော်အဲ့ဒါဆိုရင်နိပရိတ်လို့ဖြစ်တာနဲ့အဆောင်3လုံးဒီ3ညပါလို့ဖြစ်တာနဲ့6ထိပ်3ထိပ်4ထိပ်ဆိုလို့ရှိရင်ရှေ့3လုံးဒီ3လို့ချုပ်တော့45ရွယ်လေးရတော့အောက်ကရှိခဲ့တဲ့646ဆိုတဲ့ကနန်းလေးတစ်လုံးစော့တယ်ဆိုရင်လည်းဒီလေးလေးတက်စော့တော့လေသူ့ဟာနဲ့သူ6ပရိတ်ကိုခွန်ခါနဲ့နော်4ခွန်5ဆိုတဲ့ကနန်းလေးတစ်ပေါက်ထဲ16ကျိန်အတွက်ဒီနှစ်ပရိတ်ကြလို့ထိုးတာဟုတ်ပြီနော်နောက်တစ်ခါနှစ်ပရိတ်ထပ်ကြလဲအဲ့လိုပဲတွက်မယ်နော်ဘာလို့တော့ဆိုတော့ तू ကနှစ်ပရိတ်တွေကကြခဲ့တာရှိတယ်နော်အဲ့ဒါသူဒီမှာကြည့်4ပရိတ်9ပရိတ်9ပရိတ်ခွန်ပရိတ်ဟုတ်လားခွန်ပရိတ်ဒီမှာနှစ်ပရိတ်ကြတယ်အဆောင်3လုံး3ညတော့မဖြစ်ခဲ့ဘူးဟုတ်ပြီနော်အဲ့ဒါဆိုအဲ့လိုနှစ်ပရိတ်လေးတွေကြတယ်ကျွန်တော်တို့ကအဆောင်3လုံး3ညနဲ့ဟာဒီ3လုံးကို3မှာဆိုပြီးကျွန်တော်တို့ကထိုးကြည့်ရမှာဟုတ်ပြီနော်အဲ့ဒါဆိုရင်ဒီမှာနှစ်ပရိတ်ကတော့ကုံသွားပြီသူကဒီနှစ်မှာကျတော့ဘာလို့အဲ့လိုချုပ်ရိုက်တော့ဆိုတော့တစ်နှစ်လုံးမှာနှစ်ပရိတ်ကဒီတစ်ပေါက်ထဲထွက်တာနှစ်4ခွန်9ခေါ်တဲ့အချိန်မှာ9ပရိတ်9ပရိတ်9ပရိတ်4ပရိတ်နှစ်ပရိတ်ဟုတ်ပြီနော်အောက်ဆက်ဆင်း4ပရိတ်4ပရိတ်နော်နောက်တစ်ခါဆင်းခွန်ပရိတ်ခွန်ပရိတ်ဒီမှာဆိုရင်1ပရိတ်ကြီးနော်အဲ့ဒါဆိုရင်1ပရိတ်ဒီမှာ9ပရိတ်နှစ်ပရိတ်ကအဲ့တစ်နှစ်လုံးမှာတစ်ကြိမ်နဲ့ထွက်တာဟုတ်ပြီနော်အခုနှစ်ပရိတ်ကစပေါ်လို့ဒီနှစ်ပရိတ်လေးစပေါ်လို့စော့ကြည့်တာအဆောင်3လုံး3ညနဲ့ဒီ3လုံး3နဲ့ပရိတ်6လို့စော့ကြည့်တာเนาะဟုတ်ပြီเนาะကဲအားလုံးမင်္ဂလာပါမျိုးတွေ16ကြိမ်တော့ကဲကံကောင်းကြပါသေးဗျာ